ngã rồi đi mà đồ xem bì này để tôi nó cả xem bì làm tí bảo tôi nó cả về nhau này làm tí bảo ở đây liền tụ khana rốt sôi đấy nói đó ở đây liền cả tất nhiên em xem này nó tên này ngã lâu mà biến vì nhìn thấy tem nhận được tất nhiên rồi lưu lại sôi ra đấy hậu là tôi nó cả xa vùng nó thoát đảo bản thân thoát đảo đâu tất nhiên này thoát nó dù mà tôi nó cả từng cái gì xí đấy rồi ai đánh bì mà tiêu tôi nói là cha đánh bì cả vậy đi đi mà lãnh dụng như này quen bì rồi bây em xem này càng cho mà đi ở đây miêu ba hậu là ở đây này nên ngã thì bì rồi đó bì gì cả bố đã xem ra cả đi trên toa bì rồi biểu mấy chuyện đó để ra hao mấy chuyện đó nó đi nhà của gia này cao này ngã toa bì rồi chú bạn ăn thâu chi mấy rồi bì rồi gia nhân sĩ bì rồi cho lại bì rồi đi uống gì này mà đi cháu xa gì bộ mà bé đến đâu này ở cái lý đi giao cả thiên của gì này đi tôi đây mà giao mà lấy giao bây giờ tôi bảo số đông số tôi bị gì đó bố cha đấy số đấy tất nhiên tôi nói cả về giao này làm gì u ngã đó xem gì đó tôi nói cả xem gì làm gì u tôi nói cả u tí đấy lu nó tôi nói cả về mà xí đấy lu cha đấy lu ngã ở đây bây giờ bị mày tôi nói cả về mà xí đó u miếng cái đấy lu ở đây bây giờ thằng bị mày tất nhiên đấy mà ở đây bây giờ lại bà đi đấy ở lúcမျိုးsố đấy khai ra đó tôi nói cả biết gì cả bố đã ở đây cái này khó đấy mấy nó ở đây bây giờ mà cao được thằng nhà rồi mà ha bà bố rồi nên đi tất nhiên u ngã biến bị đó nó ở này nè phía này biến bị đó tên bị mày ở bên gì thì tôi bị đó mấy số bia ở bên gì xí anh này tôi nói cả ngã về ở công xuyên bia rồi đi cái này u chút số cả thà tên bị lại tất nhiên tên bị lại tất nhiên nào thà phía tất nhiên đó bố gì bị lại để số ya bà số hậu là ở đây này đi cái này àวันတာအိမ်ပြန်သွားပြီးတော့မေကိုပြောတယ်တဲ့ဟာသူတို့အလွန်ဆင်းရဲတာကိုဒီနေ့အစားပြီးကျတို့ချမ်းသာပြီးဘာလုပ်စရာမလိုတော့ဘူးတခါတည်းဝေကောင်းစားလက်ဝက်ပြီးတော့ဘုရင်ဒီကိုသွားတယ်ဘုရင်နဲ့အတူနောက်တချင်းကိုအတုံးလှက်ပြန်ပြီးတော့ဆိုမဲ့လူလင်တယောက်ရောက်နေပါတယ်အကြောင်းကြားအဲ့ဒါဘုရင်ကြီးကလည်းခေါ်တဲ့ခါကျကိုင်းမင်းကငါနဲ့ဆိုရင်တာကိုင်းဆိုကွာဆိုတော့ဒီလိုမဆိုရင်ဘူးတဲ့တိုင်းပြည်မှာရှိတဲ့လူတွေအကုန်လုံးစည်းဝေးပြီးတော့နန်းရင်ပြင်မှာတကယ်ကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနားနဲ့ဆိုရင်တာဟုတ်လားအဲ့တော့ဘုရင်ကြီးကလည်းလိုက်လျောပေးတယ်စီမံပေးတယ်အဲ့ဒါနဲ့တချင်းအပြိုင်ဆိုရတယ်ဆိုကြပါဆိုအဲ့တော့သောနကဘယ်မှာလဲနော်သောနကဘယ်မှာရှိတယ်ဆိုတော့ကြားတဲ့လူ100ရမယ်သိတဲ့လူ1000ရမယ်မြင်ခဲ့တဲ့လူ1000ရမယ်အဲ့တော့ तू သိခဲ့တယ်မြင်ခဲ့တယ်သောနကအရှင်မြတ်ဟာဥယျာဉ်ထဲမှာရှိနေတယ်ဟာအဲ့တော့ဘုရင်ကြီးကအလွန်မှကိုတွေ့ကျင်သွားနော်စိတ်ကိုမထိနိုင်ဘူးအဲ့ဒါနဲ့တခါတည်းအချမ်းရံနေချမ်းရံပြီးတော့ဥယျာဉ်ထဲမှာသောနကအရှင်ပြည့်စေကဗုဒ္ဓရှိတဲ့နေရာကို तू ရောက်လာတယ်ရောက်လာတဲ့အခါကျတော့သူ့စိတ်ထဲကဘလို့ဖြစ်သွားတော့ဆိုတော့တစ်ပင်အောင်မှာနော်ဝတ်ထားတဲ့သင်္ကန်းကလည်းပဲတောက်ပြောင်ဟုတ်ဟန်မတူဘူးဟုတ်လားနော်အချို့ဥစ္စာအဘာသေးမျိုးနဲ့ဖြစ်မယ်လို့ထင်ပါတယ်တိုင်းလေးထိုင်နေတော့ဘုရင်ကြီးကဘလို့ပြောတာတော့သူပြောတဲ့စကားခံချင်းစရာမကောင်းဘူးအဖေမရှိအမေမရှိအပေါင်းအသင်းမရှိပေါင်းဖော်မရှိတစ်ပင်အောင်မှာတယောက်တည်းကြံတွေးပြီးတော့ဘာလို့မှိုင်းနေတာတော့တဲ့သူ့စိတ်ထဲကတဏှာလိုမြန်ပြောဖြစ်သွားသလားတော့လေမသိဘူးဟုတ်လားတော့အရာအလုံးကအပေါင်းဖော်တွေဝိုင်းလေနေမှအဆင်ပြေတယ်လို့အများစုကလည်းနားလည်ထားတာဟုတ်လားဟိုမှာတယောက်တည်းဘာအပေါင်းဖော်မှမရှိအဲ့လိုမျိုးပြောတဲ့အခါပြည့်စေကဗုဒ္ဓအရှင်မြတ်ကအင်းကြီးတဲ့ငါမှာလောကုတ္တရာတရား9ပါးတည်းဟူသောအာယုံပြုเสียအလွန်မွန်မြတ်တဲ့ငြိမ်သက်တဲ့ချမ်းသာတဲ့တရားတွေရှိတယ်ငါဟာအထီးကျန်တဲ့လူမဟုတ်ငါဟာအပေါင်းဖော်မဲ့နေတဲ့လူမဟုတ်ငါရဲ့စိတ်မှာအကောင်းဆုံးအပေါင်းဖော်တွေရှိနေတယ်လူသားမနေမြင်နိုင်မလားမြင်နိုင်မှုနော်တိုင်းပြည်ကိုမတရားသဖြင့်အုပ်ချုပ်မယ်ဆိုရင်တော့သင်သာလင်အထီးကျန်တဲ့လူဖြစ်မှာတဲ့တကယ်လို့သင်မကောင်းသဖြင့်အုပ်ချုပ်မယ်ဆိုရင်ဘယ်ရှင်ကိုပြန်ဆိုတာနော်အဲ့ကြတော့မှဘုရင်ကြီးကတခါလေဒီသောနကပြည့်စေကဗုဒ္ဓအရှင်မြတ်ရဲ့ခြေရင်းမှာတော့ထိုင်ပြီးတော့သူရှောက်เสียရှိတာတွေရှောက်ကြပြောเสียရှိတာတွေပြောရတာပေါ့အဲ့လိုပြောရင်းနဲ့သောနကပြည့်စေကဗုဒ္ဓအရှင်မြတ်ကဘာပြောတော့ဆိုတော့ဒီယဟန်တို့ရဲ့ချမ်းသာခြင်းတရားအမှန်သူ့ရဲ့တငယ်ချင်းကိုယဟန်ပြုစေခြင်းအသက်လည်းကြီးလာပြီဟုတ်လားပုံမကောင်းမွန်တဲ့ချမ်းသာကိုရှာဖွေစေခြင်းဒီမထူးတဲ့နေရာတွေမှာနေပြီးတော့ချိန်ကုန်သွားတာမျိုးမဖြစ်စေချင်ဘူး
အဲ့ဒီနေရာတော့ဘာမှမထူးတော့ဘူးရှေ့ဆက်ဘာမှလည်းတွေ့တယ်အကြောင်းလည်းမရှိတော့ဟုတ်တယ်မဟုတ်လားနော်တခါကြီးတွေတက်ကြီးတဲ့တခါကြီးတွေအဲ့ဒါစဉ်းစားရှေ့ဆက်ဘာမှတွေ့တယ်အကြောင်းမရှိတော့ဟုတ်လားထူးတာတွေ့တာတော့ထူးတာကောင်းတာကိုဘုန်းတို့ရှာဖို့အတွက်ဘာလို့မှာမလို့ပြောင်းလဲရတယ်ဟုတ်လားအခုရှင်ဘုရင်ကိုအဲ့လိုဖြစ်စေခြင်းလို့ तू ကဘာအကြောင်းကိုပြောတာဆိုယဟန်နေရဲ့အကြောင်းကိုပြောတာသူ့အကြောင်းသူပြောမှာပေါ့နော်သူများအိမ်မှာနော်ဒီစားဖို့တောက်ဖို့အတွက်တောင်းရမ်းပြီးတော့စားတယ်ဆိုပေမဲ့လို့ယဟန်နေရဲ့ဘဝဘလို့ချမ်းသာတယ်လဲဆိုတာကိုယဟန်နေရဲ့ချမ်းသာခြင်းရှင်းမျိုးအဲ့ဒီမှာပြောတယ်ဟုတ်လားဘာမှသူမိသိသိထားတာမရှိတဲ့အတွက်ကြောင့်နော်မြို့တွေရွာတွေမီးလောင်ပြီဆိုရင်လည်းဘာပစ္စည်းမှမရှိတော့မီးလောင်မှလည်းစိုးရင်တည်းမလိုဘူးတဲ့အဲ့ဒါလည်းပါသေးတယ်ဟုတ်လားနော်ဟိုသူများလှူတဲ့ဆွမ်းအေးအေးလေးစားပြီးတော့အဲ့ဒီဆွမ်းအေးအေးလေးစားရတာကလည်းပဲယဟန်နေရဲ့ချမ်းသာခြင်းတစ်မျိုးတဲ့နော်ငှက်များလို့ပဲခုနသွားခြင်းနဲ့ဆိုရင်ဘာမှလှည့်ကြည့်စရာမလိုဘူးသွားလိုက်ရုံပဲဒီနာလာခြင်းနဲ့ဆိုရင်လည်းဘာမှလှည့်ကြည့်နေကြမလို့လာလိုက်ရုံပဲအဲ့လိုလွတ်လပ်တယ်ဆိုတာကိုကလည်းယဟန်နေရဲ့ချမ်းသာခြင်းတစ်မျိုးတဲ့အဲ့ဒါရှင်မျိုးလုံးတော့ဘုံဘုံကလည်းမပြောနိုင်တော့မမှတ်မိဟုတ်လားအဲ့လိုမျိုးယဟန်နေရဲ့ချမ်းသာပုံကိုပြောတဲ့အခါမှာဘုရင်ကြီးကရှင်ဘုရားတဲ့ရှင်ဘုရားပြောတာတွေကိုသဘောပေါက်ပါတယ်ပေါ့ယဟန်နေရဲ့ဘဝချမ်းသာတယ်ဆိုတာတပည့်တော်သိပါတယ်ဒါပေမဲ့တပည့်တော်ရဲ့ဒီစည်းစိမ်တွေဟာအလွန်ကြီးတဲ့အတွက်ကြောင့်ဒီအနှောင်ဖွယ်တွေကနေတပည့်တော်ဘယ်လိုမှမထွက်နိုင်ဘူးတဲ့သူကလည်းပုံဝင်လင်းလင်းပဲပြောတာနော်မထွက်နိုင်ဘူးတဲ့အဲ့လိုမထွက်နိုင်ဘူးလို့ပြောတဲ့အချိန်မှာနော်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူ့ကိုတရားဟောတယ်အဲ့ဒီတရားကတရားဓမ္မတို့အလုံးကြားဘူးတယ်နော်ဟိုနားထောင်ကြည့်လိုက်ရင်ကြားဘူးပြီးသားဆိုတာကိုသဘောပေါက်သွားလိမ့်မယ်